สวัสดีค่ะยินดีต้อนรับสู่นมัสการเช้าของคริสตจักรไซออนเมียนมาแบปติสต์ค่ะစီအောင်မြန်မာနေချင်းခရင်အသင်းတော်မဟာချိုင်မနနဲ့အာယုံကူကွယ်ကူပြုခြင်းအစီအစဉ်မှာဂျာနာဖို့ရင်အတွက်နှုတ်ကပတ်တမန်ကျမ်းစာတစ်ပိုက်ကိုဖတ်ကြားပါမယ်ရှမတဲခွင့်အခန်းကြီး9အငယ်24ဖြစ်ပါတယ်အကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏ထိုသူသည်ကြောက်ပေါ်မှအိမ်ဆောက်သောပညာရှိနှင့်တူကြောင်းကိုငါပြမည်ဒီနေ့သခင်ယေရှုပြောတဲ့စကားဖြစ်ပါတယ်သခင်ယေရှုဟောပြောတဲ့စကားတွေကိုနားထောင်တဲ့သူကတဲ့ကြောက်ပေါ်မှာအိမ်ဆောက်သောပညာရှိနှင့်တူပါတယ်ဒီနေ့မျိုးစစ်ကျဲတဲ့ခါမှာလမ်းပေါ်မှာကြားတယ်ကျွန်တော်စူးပေါ်မှာကြားတယ်ဒီနေ့ကြောက်ပေါ်မှာကြားတယ်ကောင်းသောမြေပေါ်၌ကြားတယ်ဒီကြောက်ပေါ်မှာကြားတဲ့မျိုးစစ်အပင်မပေါက်ဘူးလမ်းပေါ်မှာကြားတဲ့မျိုးစစ်ကငှက်ကစားသွားတယ်စူးပင်မှာကြားတဲ့မျိုးစစ်ကြတော့ဒီနေ့ကြာတက်ဆိုးမရှိဘူးကောင်းသောမြေပေါ်မှာကြားတဲ့မျိုးစစ်ကြတော့ဒီနေ့အစ30 60တရားတည်တယ်ဒီမျိုးစစ်ကျဲချင်းနှလုံးသားလေးမျိုးတော့ပုံမှန်တစ်မျိုးဖြစ်ပါတယ်ဒီနေ့သခင်ရှုမိတ်မာတဲ့တိဆောက်ခြင်းတဲ့မျိုးကြတော့သူဟောပြောတဲ့စကားကိုနားထောင်တဲ့သူကြတော့ဒီနေ့ကြောက်ပေါ်မှာအိမ်ဆောက်တော်သူနဲ့တူတယ်ကျွန်တော်တဲပေါ်မှာမဟုတ်ဘူးမြေကြီးပေါ်မှာမဟုတ်တကယ်ကို foundation ကကျွန်တော်ရဲ့အခြေခံအုတ်မြစ်ကကြောက်ဆိုတဲ့မာကျော်တယ်ခိုင်ခန့်တယ်အင်မတန်မှဒီနေ့ကြောက်ကိုတိုင်ထူလို့ရအောင် foundation ကိုအင်မတန်မှလေးနဲ့ပင်ပန်းနဲ့ဒီနေ့တိုင်တူးမှပဲရမှန်အနေထားရှိပါတယ်ဒါကြောင့်မို့တဲပေါ်မှာစောက်တဲ့သူကတော့ဖះစကားကိုနားမထောင်တဲ့လူမိုက်ဖြစ်ပါတယ်ဒါလေးကိုပြန်စဉ်းစားတဲ့အခါမှာဖះသခင်ရဲ့စကားအတန်ကိုယနေ့ကြားနာဖို့ရအတွက်အင်မတန်မှရှားပါနေတဲ့ခေတ်ကာလဖြစ်ပါတယ်ဖះသခင်နှုတ်ကပတ်တော်ကိုနားဦးခြင်းသောစိတ်ခေါင်းပါနေတဲ့အချိန်မှာဖះစကားကိုနားထောင်ဖို့လိုအပ်ပါတယ်ဘုရားသခင်ကိုနားထောင်လို့ရှိရင်ကျွန်တော်ရဲ့ဘဝအသက်တာကကြောက်ပေါ်မှာအိမ်ဆောက်တဲ့အသက်တာနဲ့တူတယ်ဘလောက်ပဲမိုးရပါလဲစေရေစီးပါလဲစေဒီငြိမ်ပဲခိုင်ခန့်ပဲဘယ်တော့မှထိုအိမ်ရမပြိုလဲဘူးဆိုတော့သခင်ရှုကမိတ်မှာပါတယ်စစ်မှန်တဲ့ဘုရားသခင်အတန်ကိုကြားတဲ့သူကဘလောက်ပဲလောကဓာတ်တရားတွေဒီနေ့မုန်တိုင်းတွေတိုက်ခတ်နေပါလေစေထိုသူရဲ့ဘဝကဒီနေ့တီငြိမ်နဲ့ခိုင်မြဲနေမယ်ဆိုတာကိုသခင်ရှုကမိတ်ပါခဲ့ပါတယ်။နိုင်ငံရေးစီးပွားရေးလူမှုရေးဘာသာရေးတွေမိတို့ရှုပ်ရှက်ခါနေပါလေစေ။ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုနာခံပြီးတော့လိုက်လျှောက်ခြင်းအပြင်ခိုင်ခန့်သောအသက်တာအေးချမ်းသောအသက်တာပျော်ရွှင်သာယာသောအသက်တာဖြစ်ပါစေကြောင်းဒီနေ့နိုင်ငံ့ဘုရားပါတယ်။ကျမ်းစာသူအားလုံးဘုရားကောင်းကြီးပေးပါစေ။ဖဖျားသခင်ကြက်တာလုံးအိပ်ပျော်ခွင့်ရရှိသောကြောင့်ကျေးဇူးချီးမွမ်းပါတယ်။နည်းနည်းချိန်မှလည်းနိုးထားပြီးတော့တန်ရှင်လက်စတော်လေးများကိုရှုရှားတော့ခုနဲ့တူနှုတ်ကပတ်အတ္တပြားကိုအတ္တတာမှာခွန်အားယူရခွင့်ကိုပေးသောကြောင့်ကျေးဇူးကိုချီးမွမ်းပါတယ်။ဟုတ်ပါတင်တော်မှာရှိတဲ့ကိုရှင်သားသမီးများနေ့စဉ်လုပ်ငန်းသွားလုပ်ငန်းပြန်လုပ်ငန်းခွင်တွေမှာဘုရားသခင်လမ်းပြတော်မူပါ။ဘုရားသခင်ကောင်းချီးပေးခြင်းဘုရားသခင်မဆာခြင်းအားဖြင့်ဒီနေ့ဘေးမထိရမခပဲနဲ့ကောင်းမှုစွာလှုပ်ဆောင်နိုင်စေဖို့မဆာပါရာသီဥတုတွေအလူပူပြင်းပါတယ်ဒီနေ့လူသမားများအားလုံးကိုခံနိုင်ရှိစွာဖြင့်လုပ်ငန်းခွင်တွေမှာလုပ်ငန်းဆောင်တဲ့နာကိုလှုပ်ဆောင်နိုင်ပါပြီကြောင်းကိုရှင်မဆာမူပါတင်တော်မှာရှိတဲ့တက်ကြီးသူများတက်လက်များလူငယ်များမှအစကလေးသူငယ်များအားလုံးကိုဘုရားသခင်ဒီကောင်းချီးပေးပါဘုရားသခင်ပေးတဲ့ခွန်အားများဖြင့်ပျော်ရွှင်တရားငြိမ်းချမ်းသော
အိမ်တော်မိသားစုများဖြစ်စေပါမည်ကြောင်းဘုရားသခင်မှာစာတော်ပါကျမ်းမာခြင်းအားနည်းလက်ရှိတော်သားသမီးများစိတ်ပိုင်းဆိုင်ရာအားနည်းလက်ရှိတော်သားသမီးများဝိညာဉ်ပိုင်းဆိုင်ရာအားနည်းလက်ရှိသားသမီးအားလုံးကိုဘုရားသခင်ကျေးဇူးတော်အားဖြင့်ပြန်လဲပြီးတော့ခွန်အားများနဲ့ရယူနိုင်ပါမည်ကြောင်းကိုရှင်မတောင်းခံပါတယ်ယနေ့နေ့ချိန်မှစပြီးနေ့လေနေဝေမိုးချိုးတဲ့အောင်ဘုရားသခင်အတူပါရှိမစားပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဘုရား၏နာမကိုမြည်ပြုလက်ဒီနေ့တာတဲ့ကိုရှင်လက်ဝဲစက္ကအနံဆုတောင်းကြပါတယ်အဖဘုရားသခင်အာမင်အဖဘုရားသခင်မြတ်တာတော်သခင်ယေရှုခရစ်ရဲ့ကျေးဇူးတော်တန်ရှင်သောဝိညာဉ်တော်ဘုရား၏မေတ္တာဖွင့်ခြင်းသည်ဒီနေ့အသင်တော်မှာရှိတဲ့ကိုရှင်သားသမီးများနဲ့အတူဆက်ဆံနေရှိတဲ့မိသားစုဆွေမျိုးများထိုင်းနိုင်ငံမှာရှိတဲ့ကိုရှင်သားသမီးများကြိုကျမတို့အားလုံးတို့ပေါ်သို့ယခုမှစ၍ကာလအစဉ်နဲ့တက်ရောက်တည်ရှိတည်နေပါစေသောအာမင်